လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်က crispy crab ပါဒီနေ့ဗီဒီယိုမှာတော့ beer thief လို့ခေါ်တဲ့တခိုးလောက်ရမယ့်ဂိမ်းကိုစော်သွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြစို့ဗျာတခိုးလောက်ကြစို့ let's go ဟောဒါနဲ့ brother တို့အဆင်ပြေမယ်ဆိုကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါကျွန်တော်ဒီနေရာကနေပဲတောင်းဆိုလိုက်ပြရစီဘာလို့လဲဆိုတော့ brother တို့အနေနဲ့အဲ့လိုလုပ်တိုင်းမှာကျွန်တော်တို့ကအကျိုးအများကြီးရရှိစေပါတယ် brother တို့ကဘာမှမဟုတ်တာပါဆိုတော့ကျွန်တော်တို့ကဒီကောင်ကနေပိုက်ဆံတွေအများကြီးထုတ်ရမှာအဲ့တော့ကျွန်တော်ပိုက်ဆံထုတ်ဖို့ကကျွန်တော်တို့တာဝန်မဟုတ်ဘူးဒီ office chair လေးရဲ့တာဝန်ကပိုက်ဆံထုတ်ဖို့ပဲဆိုတော့ကျွန်တော်တို့ကပိုက်ဆံတွေများများထုတ်မယ်ပြီးရင်ရလာတဲ့ဟာတွေနဲ့တွားပြီးတော့ speed coin ကိုဝယ်မယ်ဒါကျွန်တော်တို့လောက်ရမှာဘာတော့မှအင်္ဂလိပ်ပြောပေးပဲဆိုအာမနာနဲ့နော်ကိုကြီးကအကုန်ယူတယ်ပြောပြီးသားဟဲ့ဟုတ်တယ်ကိုချဝယ်လာပြီ Oh my god 2 million တော့ထုတ်တာဟုတ်လားဟုတ်ကဲ့ကျေးဇူးပါပေးမှုတော့ကျေးဇူးတင်ပါတယ်friend record လာတောင်းနေတယ်ပြန်အပ်ပေးလိုက်ပါမယ်ဘာလို့လဲစေနာကောင်းလို့ကျွန်တော်ပြန်အပ်ပေးလိုက်ပါမယ်new friend ဖြစ်သွားညက်နေပြီညက်နေပြီဗျို့ရစချတာအကောင်းဆုံးပဲညက်နေပြီရစညသေးတဲ့ပုံစံညာမိုင်းလိုက်လားစောက်တလေးလို့ရပြုတ်ကြသေးနေကျွန်တော်ဒီဘက်သွားမယ်ဗျာ Oh my god ဟိုမှာကြည့်လား secret ကြီး Oh my god ရတယ်မသိ speed coin ဝယ်ရမယ် rusty coin ဝယ်လိုက်မယ်ပြီးကျွန်တော် frozen coin လည်းဝယ်ရမယ်ပြီးကြ flame coin ဝယ်နိုင်တယ်flame coin ရဈေးကြီးတယ် frozen coin မထက်ဝယ်ရတော့ okay ဗျာကျွန်တော်ဒီ coin တွေရပြီဆိုကျွန်တော် base တွေ live ဖွင့်မယ် let's go ဟိုမှာ 2k okay ဒီ 2k ကိုဖွင့်ရမယ်ဒီ 2k ဖွင့်ပြီးဟိုဘက်က 75k ပြီးဒီဘက်က1 million ဒီထဲဝင်လိုက်မယ်ဘာတွေကောင်းကောင်းကန်းကန်းရှိလဲ4.5k တဲ့သွားဘာကြီးတော့ပြန်စတီးမယ်မလားပြေးဟာရှာလာပြီကွာဟာဒါတော့တော်ကောင်းတယ်ဗျို့ကျွန်တော်ဆက်သွားရမယ်ဒီတော့ကျွန်တော်စကင်ပြောင်းလိုက်ပါပြီကျွန်တော်ရဲ့ real စကင်ဘေးကုန်းမလောက်တော့ပါဘူးဒီဘက်က20 billion သွားဖွင့်ဝင်မယ်ဗျို့ဘာရှိတော့အဲ့မှာရဲသားကြီးအိမ်နေတယ်အိုးရန်120တဲ့ပြီးစောကူအဲ့ဒါကိုဝင်လားဒီချလောက်စမ်းမှာโอเคဟိုဘက်အပေါက်တဲထားမယ်ပြေးပြီဗျို့ပြေးဖီစောကူရလာပြီဖိုင်းစောကူဟာဒိုင်းမွင်းရှယ်ပဲဗျို့ဒါကိုရောဒီနားမှာ place လိုက်ပါမယ် level တွေ share တင်ပေးရမယ်ဗျာ okay ပါ level တွေ share တင်ပြီဗျို့အဲ့ဒါများထုတ်ပြီးတဲ့ကောင်ဖြစ်အောင်တင်ရကောင်ဖြစ်အောင်တင်ရမယ်နော်4 million 4.5အဲ့ဒါနဲ့မကြံတော့ဘူးအဲ့လိုပဲလုပ်ပေးနိုင်တယ်ဗျို့တခြားဘက်သွားရအောင်ပိုက်ဆံနေလည်းအများကြီးရပြီဆိုကျွန်တော်ကတခုထပ်ဖွင့်ရပါတော့ museum ဖွင့်ရမယ် museum ဘယ်လောက်တော့2 billion ဈေးကြီးလိုက်လားဖွင့်တာဒီကောင်နဲ့ပဲဝင်လိုက်တော့မယ်ဘာမှလည်းရှိ
ဘာမှမရှိဘူးဖိုင်အောင်ကိုကြီးရလဲမအောင်ကောခိုးရိုးခိုးရိုးဟာဘရာတာကြီးတက်ဖို့မေးသွားတယ်ကွာဟာကျင်းတော့ပြန်ခိုးမှလားဟေးမရှိတော့ဟောဒီမှာဟေးရှိမှလည်းဖိုင်အောင်ကိုကြီးနေမောင်ဘုရားဘာကြီးတော့အေးမတ်တေကြီး Oh my god ရောမတ်တေကြီးကိုပြေးမယ်ဗျပြေးကိုကောင်ရေးပြေးကိုကောင်ပြေးတာမတ်တေကြီးလက်လုံးမကန်နဲ့မတ်တေကြီးယေအာမတ်တေကြီးအလာပြီကွာဟာမတ်တေကြီးရှယ်ပဲဗျမတ်တေကြီးကိုဘူးလန်နာမည်ရတော့နည်းနည်းတော့စမ်းတယ်ဟောဗျာအပရိတ်တင်နာမပြီးတော့ဖဲမိသွားမတ်တေကြီးရလာပြီဗျဟဲ A few moments later. ဘရိုတို့ကျွန်တော်ပြန်ရောက်လို့လာပါပြီကျွန်တော်ရဲ့မနီကိုကြည့်လိုက်ပါ 1.8 billion ရှိတော့ပါပြီကျွန်တော်မြင်ဒီ frozen coin နဲ့ပဲပြေးနေရတော့မှာအခုမှဆိုရင်တော့ကျွန်တော်က museum ဝင်သွားခဲ့ပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်က museum နဲ့ဝင်လိုက်ပါပြီ museum နဲ့ဝင်ပြီးရင်တော့ကျွန်တော်ကမူနာလီစာကြီးကိုမခိုးတော့ပါဘူးမူနာလီစာတဲ့ကောင်းတဲ့ premier ဟတ်ကိုခိုးမှာပါဆိုတော့ premier ဟတ်ခိုးပါချင်းဖြစ်တဲ့190 k ကိုခိုးပါတော့မယ်ကဲတခိုးစားလုပ်ပါပြီခိုးပါပြီဟာဟီခိုးပြီးတော့ကျွန်တော်အခုပြေးနေပါပြီကဲပြေးရပါတယ်ပြေးရပြီးတော့ကျွန်တော်လည်းအိမ်ကိုမြန်ရောက်ရှိလို့လာပါတယ်ရောက်ရှိလို့လာတော့သူများအိမ်မှာ starry night ကြီးကိုတွေ့လိုက်ပါတယ်ဒါပေမဲ့လည်းကျွန်တော်အားချနဲ့ပဲဒီ go premier ဟာကိုဒီမှာထားလိုက်ပါတယ်ကဲဆိုတော့ကျွန်တော်ကလည်းဒါတွေကိုအကုန်ပိုက်ဆံနဲ့ခေါ်လက်လုပ်ပါတယ်စတာပါအဲ့ပိုက်ဆံနဲ့ခေါ်လက်လုပ်ပြီးရင်ကျွန်တော်က 3.9 billion ဆိုတော့ဟိုဝယ်လို့ရည်လားတော့ကြည့်ပါလေ flame coin 15 billion နဲ့ဝယ်နိုင်တယ်ဈေးကြီးမင်းတို့ကအဲ့လောက်ကြီးကြလုံးလားဈေးကြီးဆိုတော့ကျွန်တော်ပြန်ပြေးမယ်ပေါ့နော်အစအောင်ကကျွန်တော်အဲ့ rich house ကနေပြီးတော့glory ရလာဗျmuseum ဝင်ကြည့်မယ်ဘာမှလည်းမရှိပါအဲ့ဒီတော့ကျွန်တော်ဟိုဘက်သွားမယ်ဆိုတော့ကျွန်တော်ဘန်နဲ့ဝင်ကြည့်မယ်ဗျာဘန်နဲ့လည်းဘာမှမရှိဘူးဒီဘက်ကြည့်လားရှိတော့လေးကြည့်တယ်ကျွန်တော်သွားမယ်ဗျာဒီမှာလည်းဘာမှမရှိဘူးဒါကြီးက trillion ကျော်တဲ့ဟာ area 51ရဲ့ဟိုကလည်း500 billion နဲ့ cinema ဟုတ်တယ်ဒီဘက် rich out ကိုကြည့်ရအောင်စားနာတော့က glory လေးရာတွေအခုကြပါရှိအပေါ်တက်ကြည့်ဘောတက်မှာပါရှိဦးရောမတ်တီ Oh my god pocket watchပြေးပြီဗျို pocket watch yes pocket watch ရပြီpocket watch ရပြီမသိကြည့်ဗျတော်ကောင်းတယ်ကျန်းစာကြီးဒီနားမှာထားလိုက်မယ် pocket watch ကိုရေးတယ်ပေါ်တက်သွားနေလေဒီမှာရှိပါတယ်ဆို please ဟောဗျာလဲကြောင်းနေရတကယ်တော့ကျွန်တော်ကဒါစုံရင်းပြောနေမဟုတ်ပါဘူးဘာဆိုတော့ကောပြန်လုပ်တာပါပြန် upgrade base မယ်ဗျာ okay နောက်ဆုံးတော့ကျွန်တော် base ဒီကတော်မှကောင်းမှသွားပါပြီအဲ့စနေလဲဘီလီယံချီရတယ်ဗျာဒီကောင်တွေထုတ်ပြီးရကျေးဇူးတင်ပါတယ်ခိုးရတာတန်နေဗျာ
office ချဲလေးယူရမတ်တက်ဟတ်စမောနဲ့ကျွန်တော်ရှောက်ကြည့်ဒီရန်တော့ကောင်းကောင်းကန်းကန်းရလို့ကျွန်တော်ရှောက်ကြည့်ပါတယ်ခုမှတော့ဘာမှမရှိတော့ပါ Reclender အမမဟုတ် gaming PC လည်းရှိပါမယူချင်ပါဘူးတကယ် brother တို့ကကျွန်တော်နဲ့ Roblox ထဲမှာ friend ဖြစ်ချင်ဒီနာမည်လေးကိုရိုက်တယ်ပါ KRS12347113လို့ရိုက်ထည့်မယ်ဆိုကျွန်တော်ရဲ့နာမည်လေးရပါတယ်ဒီထဲမှာလည်းဘာမှမရှိဘူးပေါ့နော်ဟိုဘက်ကိုတော့ကြည့်မယ်ဘာမှမရှိဘူးဆိုတော့အပြင်ထွက်မယ်ဆက်ကိုလိုလိုရေးကျွန်တော်ဗီဒီယိုလေးကလည်းနည်းနည်းရှင်းနေပြီပေါ့နော်ပြီးကြတော့လေကျွန်တော်ဘေးထဲမှာကောင်းကောင်းမရှိစောက်ရှိတွေပဲဆိုဘိုင်ဘိုင်ဗျာဒီနေ့ဗီဒီယိုဒီလောက်ပဲ